ခုကျွန်တော်ပြောပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ Redmi ဖုန်းတွေ Xiaomi ဖုန်းတွေကျွန်တော်တို့ Play Store မပါတဲ့ဖုန်းတွေကိုကျွန်တော်တို့ Play Store ထဲတဲ့အသေးထဲတဲ့နည်းကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်နော်ကျွန်တော်ဒီ Play Store ထဲအသေးထဲတဲ့နည်းကိုကျွန်တော်တို့ခေါ်တာဆိုရင်တော့ဖုန်းပြင်ဓမ္မကြီးခေါ်တာစာပေဓမ္မကြီးခေါ်တာဆိုရင်တော့ကျွန်တော်တို့ Global Chain တွေလို့ခေါ်တာပေါ့နော်ကျွန်တော် Style တွေမှာ Chain အနည်းဆုံး1000ခွဲတော့ပေးရပါတယ်ဗျဟုတ်ကဲ့ကျွန်တော်နဲ့အတူလိုက်လို့ကြည့်အောင်လက်တော့တွေတလုံးတော့လိုအပ်မယ်နော်လက်တော့မရှိဘူးဆိုလဲကျွန်တော်လောက်တာလေးစိတ်ဝင်စားရဆိုရင်တော့လိုက်ကြည့်ထားပါနော်နောက်တစ်ချိန်အသုံးဝင်လည်းဝင်မှာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီ Play Store ကိုကျွန်တော်တို့မထည့်ခင် Global မရှင်းခင်ကျွန်တော်တို့ Play Store ဆိုတာဘာလဲဆိုတာအရင်ဆုံးသိဖို့လိုအပ်ပါတယ်နော် Play Store ကဘာလဲဆိုကျွန်တော်တို့ဒီ software တစ်ခုခု application တစ်ခုခုကျွန်တော်တို့စပြနဲ့ကူးလို့ရတယ်ဒါပေမဲ့ install လုပ်တယ်ဆိုရင်ကျွန်တော်လုပ်လို့မရတဲ့ဟာတွေခုနောက်ပိုင်းကြုံရတာတွေများပါတယ်နော်အဲ့လိုကြုံတဲ့အခါဆိုရင်ကျွန်တော်တို့ဒီ Play Store ကနေပဲကျွန်တော်တို့ software ကို down ပြီးမှ install လုပ်တာ100%တော့အဆင်ပြေပါတယ်ဗျဟိုစပြနဲ့ကူးပြီးတော့ install လုပ်လို့ရတဲ့ software အခုနောက်ပိုင်းဆိုတော်တော်နည်းနေပါပြီเนาะကျွန်တော်တို့ကူးလို့တော့ရတယ် install လုပ်တဲ့ခါကျရင် error တက်တာများပါတယ်ဗျအဲဒါကြောင့်အခုနောက်ပိုင်းဖုန်းဒီ Android ဖုန်းတော်တော်များများ Play Store ကမရှိမဖြစ်ကိုလိုအပ်လာပါတယ်ဗျဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ Mind Device ထဲကိုဝင်ကြည့်ကျွန်တော်တို့ဒီ MIUI version နေရာမှာဒီမှာ stable ဆိုတာလေးရှိရနော်ဒါ stable ဆိုကျွန်တော်တို့ Play Store မရဘူးပေါ့နော် Play Store သုံးလို့မရဘူးပေါ့နော်ကျွန်တော်တို့ဒီ stable ကျွန်တော်တို့ global ဖြစ်အောင်ချိန်မှာကျွန်တော်ဒီ Play Store နဲ့ပတ်သက်တဲ့ service တွေ Google တို့ Gmail တို့ YouTube တို့အကုန်ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ပထမဦးဆုံးဒီ global ချိန်ဖို့ဆိုရင်ကျွန်တော်တို့ခုဒီ Mi unlock status တွေမှာကျွန်တော် unlock ဖြစ်ဖို့လိုပါတယ်နော်မဖြစ်နေကျွန်တော်အရင်ဦးဆုံး unlock ဖြစ်အောင်အရင်ဆုံးလုပ်ရပါမယ်နော်ကျွန်တော်တို့ဒီဖုန်းကို unlock လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီနိုင်ရအတွက်ကျွန်တော် global firmware ကိုကျွန်တော်တို့ပထမဆုံးတစ်ခုကနေတွားတောင်းမယ်နော်ကျွန်တော်ဒီလိုတွားတောင်းပြီးပြီဆိုရင်ဖမ်းဝဲလေးကိုကျွန်တော်ဒီ desktop ပေါ်ပဲဖြည့်ချလိုက်မယ်နော်ဖြည့်ချပြီးရင်တော့ကျွန်တော်ဒီ mobile C2 လေးနဲ့ကျွန်တော်ဖမ်းဝဲရေးမှာဖြစ်ပါတယ်နော်ဒီတူလေးကတော့ကျွန်တော်တစ်နှစ်စာဖြစ်ဖြစ်6လစာဖြစ်ဖြစ်ဝယ်ထားရပါနော်ပြီးရင်ကျွန်တော်တို့ဒီရွေးမဲ့ model ကိုကျွန်တော်တစ်ချက်ရွေးမယ်နော်ကျွန်တော်တို့ဒါကျွန်တော်ဒီဖမ်းဝဲတစ်ချက်ရွေးမယ်ခုနကကျွန်တော်ဖြည့်ခဲ့တဲ့ဒီဖမ်းဝဲဖိုင်ကိုပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ image တွေကစက္ကတာဖိုင်ကိုကျွန်တော်ရွေးမယ်နော်ပြီးရင် open နိုင်မယ်ပြီးရင်ဖုန်းကိုကျွန်တော်တို့ volume plus minus စုံနေမယ်နော်စုံနေပြီးကြိုးထိုးမယ်နော်ဒါဆိုကျွန်တော်တို့ဒါဖမ်းဝဲရေးနေပါပြီနော်ဖမ်းဝဲကျွန်တော်စုံအောင်ကျွန်တော်တို့ရေးရတဲ့အထိကျွန်တော်စောင့်အောင်မှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဖမ်းဝဲရေးနေတဲ့အချိန်မှာကျိုးဆွဲနှုတ်တာတော့လက်တော့အကုန်သွားဆိုတော့ဒီဖုန်းပါဝါတည်သွားနိုင်ပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ပြီးသွားပါပြီနော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဖုန်းလေးကလည်းကျွန်တော်တို့ logo တက်လာပြီနော်ကျွန်တော် logo လေးကနည်းနည်းတော့ကြာမယ်နော်ဟုတ်2မိနစ်3မိနစ်ခန့်တော့ကျွန်တော်ကြာနိုင်တယ်ဗျအကောင်လေးကကျွန်တော်တစ်ချက်စောင့်မယ်နော်ဘာခလုံးမှသွားမနိုင်နဲ့နော်ဒီတိုင်းမှာဘက်ထရီပိုင်းလည်းသွားမဖြုတ်နဲ့နော်ဒီတိုင်းပဲစောင့်ပေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီတစင်းချင်းကြော်သွားမယ်နော်ဒီကျွန်တော်များလေးနေမယ်ကျွန်တော်တို့ဒီမှာlanguage ကိုရွေးမယ်ကျွန်တော် region ကိုကျွန်တော်မြန်မာနဲ့ရွေးမယ်ကျွန်တော်ပြီးရင်ဟုတ်ကျွန်တော်ဒီမှာအကောင်လေးအမှန်ချစ်ပေးလိုက်မယ်ကျွန်တော်များကိုထပ်နှိပ်မယ်ပြီးစင်းနေပါတယ်ကျွန်တော် skip ပဲနှိပ်ပြီးကြော်သွားမယ်ပြီးဒီဝါလည်း skip နှိပ်မယ်ကြော်မယ်ဟုတ်ကြော်မယ်နော်ကျွန်တော်မိုးကိုထမ်းနေမယ်အဆက်ကိုနေမယ်အကွင်းလေးလည်းခဏစောင့်မယ်နော်
ဒါဆိုကျွန်တော်ဒီမှာနော် Play Store software လေးကauto ရောက်လာပါပြီနော်ဒီ Play Store software ကျွန်တော်ဖြတ်ချင်မှဆိုတော့မပြတ်တော့ဘူးနော်ကျွန်တော် global ရှင်းထားဖြစ်တဲ့အတွက်ကျွန်တော်ခုနကဒီအပေါဖုန်းတွေကိုလည်းတစ်ချက်ဝင်ကြည့်မယ်ဒီမှာဆိုတော့ကျွန်တော် MIUI global ဆိုပြီးပေါ်လာပြီနော်ခုနကဒီမှာကျွန်တော်ဒီ stable ပဲရှိရနော်အခု MIUI global ဆိုရင်ကျွန်တော်ဒီဖုန်းတွေ reset ချရင်တော့မှဒီ Play Store ကပြတ်မှာပူစားမလိုဘူးနော်ဒီ Play Store နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီ Google service တွေပါနော် Google Gmail အကုန်လုံးရသွားပါပြီနော်